ဒီပင်လယ်လိပ်ကလေးဟာမွေးရပါရှေ့တောင်ပံတွေပုံမှန်ပဲမွေးဖွားလာခဲ့တယ်ဒါအပြင်အခြားလိပ်ကလေးတွေထက်လည်းနောက်ကျပြီးမှဥကနေပေါက်လာခဲ့တာပါတခြားလိပ်ကလေးတွေကကမ်းခြေကိုရောက်သွားချိန်မှာဒီလိပ်ကလေးကတော့အုံထဲကနေအခုမှတွားထွက်လာနိုင်ခဲ့တယ်အရှိမမြင်နေရသမျှအရာအလုံးကသူ့အတွက်အစိမ့်သက်သက်ပဲမွေးပြီးတာနဲ့ပထမဆုံးလုပ်ရမယ့်အရာကပင်လယ်ထဲကိုတွားရမယ်ဆိုတာကိုလည်းသူမသိခဲ့ဘူးတခြားလိပ်ကလေးတွေကပင်လယ်ဘက်ကိုမတွန်းမဆုတ်ပြေးသွားကြပေမဲ့ဒီလိပ်ကလေးကတော့အနီးကမိဘုံဘက်ကိုတွားသွားခဲ့တယ်မိစတွေလွင့်ထွက်နေတာကိုမြင်တော့စူးစမ်းကျင်စိန်နဲ့ရှာထုတ်ပြီးလက်ကြည့်လိုက်တယ်ပြီးတော့ဘေးနာကမုတ်ထုတ်ကိုသတိထားမိပြီးအာလူးကြော်တစ်ခုကိုတောင်စားကြည့်ဖို့ကြိုးစားခဲ့သေးတယ်အဲ့ဒီအချိန်မှာအဝေးကဖန်ပလင်းတစ်လုံးကိုတွေးလိုက်ရတယ်စိတ်လှုပ်ရှားပြီးအဲ့ဒီဘက်ကိုတွားသွားခဲ့တယ်ဖန်ပလင်းထဲကနေသူ့ကိုယ်သူပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အချိန်မှာတိုတိုလေးဖြစ်နေတဲ့ရှေ့တောင်ပံတွေကြောင့်သူ့ကိုယ်သူအလွန်နှိမ့်ချတယ်လို့ခံစားသွားရတယ်ရုတ်တရက်ကနန်းတကောင်ပေါ်လာတယ်ကနန်းရဲ့လက်မောင်းနှစ်ဖက်လည်းမညီတာကိုမြင်တော့လိတ်ကလေးကအယမ်းပြော့သွားတယ်သူကလက်လုတ်ပြတော့ကနန်းကလည်းပြန်လုတ်ပြတယ်သူတို့အချင်းချင်းအချက်ပြနေကြတဲ့အချိန်မှာပဲပင်လယ်ငှက်တကောင်ရုတ်တရက်ဆင်းလာပြီးကနန်းကိုဖမ်းသွားခဲ့တယ်ဒါကဘာအဓိပ္ပာယ်လဲဆိုတာလိတ်ကလေးမသိသေးခင်မှာပဲနောက်ထပ်ပင်လယ်ငှက်တကောင်ကသူ့စီတန်းပြီးထိုးဆင်းလာတယ်လိတ်ကလေးကအသက်လူပြေးရတော့တယ်ပင်လယ်ငှက်ဖမ်းတော့မဲ့အချိန်မှာကံကောင်းစွာနဲ့ရှောင်လွှဲနိုင်ခဲ့တယ်နောက်တော့အလင်းထွက်နေတဲ့ကြောက်တုံးတစ်ခုရဲ့နောက်မှာပုံပြီးပင်လယ်ငှက်ကိုရှောင်နိုင်ခဲ့တယ်သူကအခုတော့လုံခြုံပြီလို့ထင်ခဲ့ပေမဲ့အဲ့ဒီကြောက်တုံးကရုတ်တရက်တဲတဲနှိမ့်ဝင်သွားတယ်လိတ်ကလေးကအန်ဒီယေကိုလုံးဝမသိခဲ့ဘူးသူ့ရှိမှဂျာငှက်ကြီးတကောင်ပေါ်လာတယ်လိတ်ကလေးကတဲတဲတူးဝင်ဖို့ကြိုးစားပေမဲ့ဂျာငှက်ကတစ်ချက်တည်းနဲ့ဖမ်းမိသွားတယ်အဲ့ဒီအချိန်မှာတော့လွတ်မြောက်ဖို့အခွင့်အရေးမရှိတော့ဘူးဂျာငှက်ကသူ့ကိုကောင်းကင်ပေါ်ပြစ်တင်လိုက်တယ်ကျယ်ရီပြည့်နေတဲ့ညကောင်းကင်ကြီးကိုမြင်ပြီးတဲ့နောက်မှာတော့လိတ်ကလေးဟာဂျာငှက်ရဲ့ပိုက်ထဲကိုကျသွားခဲ့တယ်သူ့အနေနဲ့ဒီတစ်ခါတော့တေချာပေါက်သေးတော့မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ခဏကြာမှဂျာငှက်ကသူ့ကိုပြန်အန်ထုတ်လိုက်တယ်ဘာလို့လဲဆိုတော့မျိုးဗီဇပြောင်းလဲနေတဲ့သူ့ခန္ဓာကိုယ်ကအရသာဆိုးလို့ပါဒီလိုအဖြစ်တွေကြုံပြီးတဲ့နောက်မှာတော့လိတ်ကလေးကပင်လယ်ဟာသူ့ရဲ့တကယ်သွားရမယ့်နေရာဆိုတာနားလည်သွားခဲ့တယ်ဒါကြောင့်မတွန့်မဆုတ်ပင်လယ်ဘက်ကိုပြေးသွားခဲ့တယ်ဒါပေမဲ့သူမသိခဲ့တာကတော့ပင်လယ်မျက်နှာပြင်တစ်ခုလုံးအမိုက်တွေနဲ့ဖုံးလွှမ်းနေခဲ့တာပါပဲလိတ်ကလေးဒီလိုမျိုးဗီဇပြောင်းလဲသွားရတဲ့အကြောင်းရင်းကလည်းသူ့အမေကအမိုက်တွေကိုစားခဲ့လို့ပဲဖြစ်တယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်